ဒီနေ့က Sunday ဆိုတော့ကျမဘာတွေလုပ်လဲဘယ်နေရာတွေသွားလဲဆိုတာကိုဒီဗီဒီယိုလေးနဲ့ကျမခေါ်သွားပြီးမှဖြစ်ပါတယ်အစာကျွေးယေရှုကြည်လာအိုဖာအာမင်Sunday မနက်ပိုင်းကိုတော့ဖျားချောင်းသွားပါတယ်လူကြီးချိန်ရောလူငယ်ချိန်ရောပေါ့နော်နှစ်ချိန်လုံးမှာပါဝင်ပြီးတော့တေချာလေးဝတ်ပြုကိုးကွယ်ခဲ့ပါတယ်ညနေခင်းအပြန်ကိုကြတော့ကျမတို့ညီမလေးမိသားစုနဲ့ပေါ့နော် quality time ယူဖို့အတွက်ကျမတို့ဝါဒီသွားစားမှာဖြစ်ပါတယ်ရှင်ဆိုတော့ဝါဒီကိုကြတော့မြေဦးဟော့ပေါ့သွားစားမယ်ဆိုပြီးတော့ဝိတ်ကက်ဆိုင်ကိုရောက်နေတာဖြစ်ပါတယ်ဒါလေးကတော့ပေါ့နော်မိုးလေးရွာနေတာနဲ့ဟော့ပေါ့မှု online ကြတယ်ပေါ့နော်ကျမတို့တွေဘာစားကြမလဲတိုင်ပင်ရင်းနဲ့အဲ့ဒီမှာကျမတို့မြေဦးဟော့ပေါ့နဲ့တခြားအာလူချောင်းကျော်တို့ဘာညာသားတို့မှားထားတယ်ပေါ့နော်ဆိုတော့တစ်ခါလေးကြတော့လေကျမတို့ဒီလို quality time လေးကလည်းတကယ်လိုအပ်ပါတယ်အစာကျွေးယေရှုကြည်လာအိုဖာအာမင်ဟုတ်တယ်အားလုံးကအလုပ်ကိုစီနဲ့မအားကြတဲ့အခါကျတော့ဗောနော်အားတဲ့အချိန်လေးမှာတေချာလေးရက်ယူပြီးတော့ဗောနော်အလာပါတလာပါတွေပြောကြတယ်တခြားအကြောင်းအရာတွေပြန်ပြီးတော့ဆွေးနွေးကြတယ်ဖလှယ်ကြတယ်ဗောနော်ပြီးတော့မုတ်ကလေးတွေမှားကြတယ်စားကြတယ်ပြန်ပြီးတော့ဗောနော်ဟိုရှေ့ဟောင်းနောက်ဖြစ်တယ်ပြန်လဲပြီးနှွေးကြတာဗောနော်ဆိုတော့ကျမတို့ဒီမြေအိုဟော့ပေါ့စားဖြစ်တယ်ဗောနော်ဆိုတော့မြေအိုဟော့ပေါ့လည်းတော်တော်လေးကိုကောင်းတယ်ကျမကတော့တော်တော်ကြိုက်ပါတယ်ပြီးတဲ့အခါကျတော့ကျမကော်ဖီမှတောက်ပါတယ်ရှင်ဒီဘက်ပိတ်ရက်လေးကတော့ထူးတော့မရှိပါဘူးရိုးရိုးရှင်းပါပဲပုံမှန်ဖျားချောင်းသွားတယ်ညနေခင်းမှာ quality time ယူတယ်ဆိုတော့ဒီနေ့ကအရန်ကိုလည်းပြည်စုံခဲ့ပါတယ်ဆိုတော့ပြန်ပါပြီလို့အခုကတော့ကျမအိမ်ပြန်လာလိုက်တာတော့ကျမရဲ့ချစ်ရတဲ့ကလေးလေးသူကလည်းနှုတ်ဆက်ပါတယ်တိတ်တော့မကြည့်ဘူးပေါ့နော်အမမျက်နှာစူပပုံနဲ့ညစ်ပတ်โอเคအဲ့ဆိုရင်တက်တာနော်